သားမာရန်ဒီကလာကိုစိတ်ကိုပြောအောင်မနေချော့မြူအားပေးရတခါကိုတရားကိုပြန်လာရမိုးရွာတိုင်းလဲမူမိခဲ့တာပါပဲမိုးဆိုတာအချိန်တန်တိတ်တယ်ဆိုပြီးမိုးလုံးလေးလုံးနေခဲ့ဘူးလေဟိုးအတိတ်တွေကိုပြန်အောင်မေးတည်းရအချစ်တချင်းကိုညှင်းဟင်းနေစားပြီးစစ်တလင်းမှာစိုးခဲ့ရကိုငှက်ကြီးရဲ့အမေအိမ်တချင်းဟာဘယ်ချိန်မဲဆူငိုတန်နေပါတယ်လွတ်မြောက်ရလမ်းမှာလဲမျက်နှာငယ်ခဲ့ရတာပါပဲကလေးဘဝတုန်းကလိုအယုတ်ဆိုင်ရှုကက်ထဲကဈေးကြီးတန်တခဲတနက်မဝယ်နိုင်လို့ငေးကြည့်ခဲ့ရတယ်လို့မျိုးအခုလဲတကယ်တိုက်ပွဲတွေကြားမှာစစ်သားကြီးဟာလက်ပလာပါပဲကိုယ်နိုင်ငံကိုပြန်ရေးတဲ့တမိုင်းမှာနိုင်ငံသားတယောက်အနေနဲ့ပါဝင်ကြတဲ့အခါတားဟာယောက်ျားလေးမှုတိုင်းချရမ်းပဲကစားခြင်းနဲ့အမေစစ်တိုက်တမ်းပဲကစားခြင်းနဲ့အမေအိမ်ပြန်နောက်ကြလို့အရင်လိုစိတ်တွေမစိုးနေတော့အမေပြန်လာဖို့တိတ်ခက်ခဲတဲ့အကြောင်းအိမ်ကထွက်လာတဲ့သူတွေပဲသိကြတယ်လေတချို့တွေသာဝရအိမ်ပြန်မလာနိုင်တော့ဘူးအမေမိခိုရန်လေးတွေမြင်တိုင်းအိမ်တွေမိုးပေါ်တက်သွားကြတယ်လူတွေမိုးပေါ်တက်သွားကြတယ်မြေပြင်ကိုငုံမကြည့်လိုက်ပါနဲ့အမေတရွာလုံးကပြာပုံဘဝရောက်နေကြပြီတွေးတွေအထက်ထက်အလောင်းတွေအထက်ထက်တူမီတနက်ခါချိုတနက်လက်လုတ်တနက်တွေနဲ့ကလွေးတွေကိုလျင်ပြန်ကြီးတွေနဲ့လိုက်ပစ်တာအရန်ရေရတာပဲအမေတချို့တိုက်ပွဲတွေဟာတကယ်ဟာတာဒါပေမဲ့မျက်ရည်အစ်စ်တွေဒလဟောထွက်ကြဟုတ်ကဲ့ရေရပါတယ်အမေစစ်ပွဲကြီးပြီးလို့သူရဲကောင်းတွေအိမ်ပြန်လာတဲ့အခါတားမပန်လာခဲ့တဲ့အတွက်မငိုလိုက်ပါနဲ့အမေຫນွေဦးမှာပွင့်ခဲ့ရတာလေပျော်စရာကြည်ခွေရတာလေကြည်နဲ့စရာဟိုးမှာပြောရင်းဆိုရင်းနဲ့ကျေရီကြည်ပြန်ပြီအမေရ